အားလုံးမင်္ဂလာပါရှင်ကျမတို့စကူကနေကြိုးစားလိုက်ပါတယ်စကူရဲကိုတပ်ပါမယ်ရှင်ခဏလေးဆောင်ပေးရပါမယ်ရှင်ဝေစားလေးရင်လေးပါမယ်ရှင်ကျမတို့အခုဒီဝေစားလေးကိုလည်းမှာပါ sorry ဒီဝေစားလေးပါရှင်အခုကတော့ရွာသားပြပါဖြစ်ပါတယ်ရွာတကြီးထိုးလိုက်ပါမယ်ရွာ ID ထဲချိန်မှာအင်းဆိုပထမဆုံးလေးကိုဝင်ပြီး Bros လေးကိုဝင်ပါရှင်ဝင်ပြီးသွားရင်တော့ထဲလေးနှိပ်ပါအဲ့ဒီကိုနှိပ်ပါရှင်အဲ့ထက်မှကိုကျမတို့ဒီထဲကနေဝင်တော့ပါဘူးကျမစီမတိတ်ထားတဲ့ဟာရှိလို့ပါsorry နော်ကျမနေရာမှာစမ်းမိပြောတော့ idea အများကြီးဆိုတော့မအောင်ပါလို့နော်ဒီမှာ ID တွေကတော့ဒါလေးပါရှင်ဒါလေးပါ ID တွေကတော့ဒါလေးပါရှင်ဝိုင်းပြထားတဲ့ဟာလေးပါအားရပြီဆိုကျမတောင်းလိုက်ဆွဲလိုက်တော့ပါမယ်ကျမဒီဟာလေးကိုကြည့်ပြီးတော့အသေးလေးပေးလိုက်လေးပေးပြီးတော့comment ပါရေးသားပေးအောင်နော်ကားနဲ့တော့ပြပါပဲဖြစ်ပါတယ်ကျမစကားလေးရိုက်ပြမယ်နောက်ခါမှာကျမတို့ဒီနေ့တော့ဒီလောက်ပါရိုက်ပြစကားနဲ့ရိုက်ပြစေချင်တဲ့စကားနဲ့လေးတွေရေးခဲ့ကြအောင်နော်commentမှာကျမလည်းမဟုတ်ဘူးကျမရဲ့အလုပ်ကပုံမှန်ကျန်ဆောင်ရွက်ပေးနေတာအခုတော့ကျမကိုကောမယ်ပါလေကားနဲ့တော့ပြဆိုကျမကားနဲ့တော့ပြလိုက်ပြီနော်နောက်ခါကျမတင်ကြိုင်းလုံးလေးတော့ပြမယ်။မရတော့ဘူးအမေ sorry
ကျမအဲ့တိတ်မကျွမ်းဘူးဒါရီကရွာကြီးပါကျမကားလေးရက်လိုက်ပါဟိုတစ်ခါကတော့ပြထားတာယာကုန်းရွာပါဒါကျတော့တခြားရွာပါရှင်ဈေးဆိုင်လေးတွေပါရှိရဲ့ဒီမှာဝါကျမအရင်ဝယ်ပြီးပါပြီဒီဟာပေါ်ဒီမှာပြေးပြေးရပါဒီဟာကမင်းကလေးကိုကြည့်မှာပြန်အထူးဝင်ရတယ်ကျမဒီမှာဒါလေးပါယောက်ျားလေးထူးကင်းရတာလေးကျမဖွင့်ပြရမယ်ထနာနော်ဒီမှာယောက်ျားလေးထူးကင်းကျမတော့ကျမအိမ်ပြန်ကျမအိမ်တက်ပါမယ်ကျမအိမ်ရလုံးလုံးလေးနဲ့ချစ်စရာလေးဒီမှာကျတော့ပန်ကားလေးရောကလင်တောက်ဝဲအိတ်ကလေးနော်ပြီးတော့နောက်ထပ်ကလေးတွေရှိပါတယ်ဒီမှာတကားပေါက်လည်းဖွင့်လို့ရတယ်ပန်ကားလေးတွေဝိုင်းခွက်လေးတွေရှိပါတယ်ပြီးတော့လည်းအရှိမဟင်းချက်စရာနေရာလည်းပါတယ်နော်စပိန်လေးတစ်စီးပါထည့်ပေးထားတယ်တခြားအိမ်တွေလည်းသွားကြည့်ကြမယ်ဝါလေးတွေကတော့ဆဆနေတယ်ဝါကလေးကိုစီချိုးစားလေးကိုပြောပေးလိုက်ပဲကျမကျမဝလီဒီမှာကျတော့ရီချိုးကမှာဒီမှာအဲ့ကျတော့ဟိုလေးကျမပြောဖို့မင်းနေဒီမှာလည်းအိမ်လေးရှိပါတယ်အိမ်တိုင်းမှာစပိန်လေးရှိရနော်ရှိမှလည်းအိမ်ကြီးဒါပေမဲ့ဒီအိမ်ကြီးကျတော့လေအထဲဝင်လို့မရပါဘူးကျမဘယ်လိုဖြစ်သွားလဲမသိဘူးဟုတ်ပါတယ်ကျမဘာလို့ဖြစ်သွားလဲမသိဘူးကျမအိမ်မဝလို့ပါရှင်ဒီမှာအင်းတော့ဒါလေးပဲအပမရှိသေးဒီမှာပါရှင်ဒီမှာလာခုစရာတဲလေးတွေပါလုပ်ပေးထားတယ်အရင်ဆုံးဒီလိုမတော်ချင်ဘူးဆိုရင်ကျမတို့ဟိုကဘယ်လိုတိုင်းမလဲဆိုအရင်ဆုံးမင်းမျိုးဝင်ပါမရလေထုတ်ပြပေးမယ်မင်းမျိုးလေးဝင်ပါဝင်ပြီးသွားရင် plus ဆိုနာ plus ထဲဝင်ပါခံလေးတော့မဖြစ်ဘူး plus ထဲဝင်ပါဝင်ပြီးပေါ့မင်းမျိုးလေးဝင်ရမှာ sorry ပဲမင်းမျိုးလေးဝင်ပြီးအဲ့နဲ့ဆွဲချပါမယ်ဆွဲချတော့ဒီမှာဒီကလေးဆိုရဟာတရားမှာပါဒီ police ကိုနေလိုက်ပါကျမမှားပြောတော့ပါ